ကဲတော့ဆက်ရောက်တော့မယ်ကျွန်တော်နိုင်ငံတဘာဝအလှတရားပေါင်းများစွာရှိတယ်လိုအပ်နေတာအိမ်နီးချင်းနေအိမ်မက်မဲ့လို့မရတဲ့အလှတရားတွေကျွန်တော်နိုင်ငံမှာရှိတယ်အဓိကနိုင်ငံငြိမ်းချမ်းဖို့နဲ့လမ်းပန်းဆက်သွယ်ရေးကောင်းဖို့ပဲတချို့အိမ်မက်တောင်မဲ့ခွင့်မရှိဘူးရေခဲတောင်ဆိုတာအဲ့တော့ပြောရင်ပေါက်မှာပါလွတ်ရင်လည်းအဲ့လိုလွတ်ပလိုက်เนาะကျွန်တော်ဗမာလူမျိုးတွေရဲ့ဇတွေကမသေးဘူးเนาะထိုင်းလိုနိုင်ငံမျိုးမှာတောင်တဆိုးနဲ့အမိုက်ကလွန့်ပစ်လိုက်သေးတယ်လေးစားပါเนาะနိုင်ငံကြီးသားပီတာစွာနေထိုင်ရှင်တန်ရတယ်ဒီလိုမျိုးမစနဲ့ကွာငါငိုချင်းလာပြီ